ဝေးတယ် ဟိုမှာလေ CEIR တဲ့ ဘာလို့ ဘာလဲဖုန်းတွေကိုလေခပ်ပုံတင်ရမယ်ဆိုတာပါ ဩအေးဟုတ်တယ်လေပြရတယ်အဲ့ကောင်က ဘယ်လိုမျိုးလုပ်ရမှာလဲ IMEI ကုတ်ကိုယူရမှာ ကိုဖုန်းနဲ့ IME ရဲ့ကုတ်ကိုယူပြီးတော့တို့ website မှာသွားပြီးတော့မဟုတ်တင်ရမယ်သဘောပေါ့အခုလုံးလုံးစင်တော့တို့ဖုန်းတွေကတော့ပေးကြမလို့တော့ဒီပေါ့အစ်စ်ဝင်လာတဲ့ဟာတွေပေးရမှာ ဟုတ်လား อืม အဲ့ပြီးလို့ရှင်ဖုန်းကအဆက်မရအောင်ဆိုဟုတ်လား အေးဟုတ်တယ်လေ အဲ့ဒါဘယ်လိုမျိုး ဒါပေမဲ့တို့ကတင်ထားကြည့်တင်လိုက်ရင်ရတယ်လေ ဘယ်လိုမျိုးတင်ရလဲပြပေးတော့ ဟောလာထိုင်ရမယ်ထိုင်အခုဆုံး star has 06ကိုနှိပ်လိုက်တာနဲ့ IME ကုတ်လေးကြာလာပါမယ်ခင်ဗျာအပေါ်ဆုံးမှာပေါ်လာတဲ့ IMEI ကုတ်လေးကိုမှတ်ထားရမှာပါခင်ဗျာပြီးရင်တော့ www.ceir.government.mn ကိုဝင်ရမှာပါခင်ဗျာပြီးရင်တော့ကိုဖုန်းက IME နံပါတ်လေးကြီးအရင်ဆုံးရိုက်ထည့်ရပါမယ်ခင်ဗျာအဲ့ဒီရိုက်ထည့်ပြီးတော့အောက်က I am not robot လေးကိုလည်းအမှန်ချစ်လေးနှိပ်ပေးရမယ်ခင်ဗျပြီးတော့အောက်တောက်မှာရှိတဲ့ check in လေးနှိပ်လိုက်ရင်ရပါပြီခင်ဗျအခုလိုမျိုးအမှန်ချစ်3ခုပေါ်ထားပြီဆိုရင်တော့ရပါပြီခင်ဗျ